တခါကစိမ့်လန်းတဲ့တောအုပ်ကြီးထဲမှာအမြန်ဆုံးနာမည်ကြီးတဲ့ရုံမှာဒီခွေးနဲ့လေကိုစိတ်ခေါ်လိုက်ပါလေအားလုံးစုံမျောနေတဲ့အပြီးတန်လေးကြီးစတင်ပြီပေါ့ Get moving, Slowpoke! Oh yeah? I challenge you to a race! You're on! Ready for a race? I'll be miles ahead. I'm ready. Don't underestimate me. Ha, this will be easy. We'll see about that. ပလီထွက်သွားပြီးလက်စီတမိတ်အတွင်းမှာလည်းပျောက်လို့သွားပါပဲလေကလေးကတော့သူ့ရဲ့ပုံမှန်ခြေလမ်းလေးတွေနဲ့တဖြည်းဖြည်းချင်းရှောင်နေတော့မှာပဲယုံဟာလမ်းကျွတ်မှာတင်နောက်ကိုလက်ကြည့်ပြီးလိတ်ကတော့ငါ့ကိုဘယ်တော့မှမြင်မှာမဟုတ်ဘူးဆိုပြီးပေါ်ဆစွာနဲ့တစ်ပင်ရိပ်အောင်မှာအနားယူရင်းအိပ်ပျော်သွားပါတော့တယ်ဒီအချိန်မှာလိတ်ကလေးဟာတစ်ချက်ကလေးမှမနာတမ်းဇွဲရှိရှိနဲ့ဆက်ချောင်လာခဲ့ပါတယ်ယုံကလေးရုတ်တရက်လက်နိုးလာချိန်မှာတော့လိတ်ကလေးဟာပန်းတိုင်မှာရောက်နေပါပြီယုံဟာအသေးအတန်ပြေးလိုက်ပြီးလက်ကျလာပါပြီလိတ်ကလေးဟာအားလုံးရဲ့အားကိုးတာ Oh no! I'm late! Gotta run faster! ဒီပုံလေးကဘယ်လိုမျိုးလဲမရှိတော့ဆိုရင်ကြိုးစားအောင်မြင်မှုကိုရရှိနိုင်တယ်ဆိုတာသင်ခန်းစာပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာ